right primer နဲ့တွက်လို့ရတယ်ဒုတိယနည်းအဲ့တော့ right primer ဆိုတာတနည်းအားဖြင့်ဗာနဲ့တူတူပဲလေဆို y/x နဲ့တူတူပဲအဲ့တော့ y/x နဲ့တွက်တဲ့အခါမျိုးမှာဆိုရင်အဓိကကဘာလုပ်ရမလဲဆိုရင်ဒီကို graph မှာရှိတဲ့ slope မြင်းချောင်းရဲ့ y-axis ရဲ့ x-axis ကိုအဓိကတရိကံပုံစံလေးဆွဲထားရပြီအဲ့တော့တရိကံပုံစံဆွဲတဲ့အခါမျိုးမှာဆိုရင်လေတရိကံပုံစံဆွဲတဲ့အခါမျိုးမှာဆိုရင်လည်းအရင်ဆုံးဘာလုပ်ရမှာလဲဆိုတော့အစောနာတော့လိုမျိုးအမှတ်နှစ်မှတ်ကတော့အရင်ဆုံးယူရမယ် y-axis ရဲ့ x-axis ရဲ့ slope မြင်းရဲ့သုံးခုစုံတဲ့နေရာမှာအမှတ်ယူမယ်ကိုထည့်ယူမယ်ဒီအမှတ်တစ်ခုအဲ့ဒီအမှတ်လေးနှစ်မှတ်ကိုယူမယ်အမှတ်ကဒီနှစ်မှတ်ပဲယူလို့ရလားဆိုတော့မဟုတ်ဘူးတနေ့နေရာမှာလည်းယူလို့ရတယ်ဥပမာအနေနဲ့ဆိုရင်ဒီနေရာမှာယူလို့ရတယ်ဒီမှာဆိုရင် x-axis ဒီမှာ y-axis ဒီမှာ slope မြင်းဒီဖြတ်တဲ့နေရာမှာလည်းအမှတ်ကယူလို့ရတယ်ဘယ်နေရာပဲယူဒီကအဲ့သုံးခုဖြတ်သွားတဲ့နေရာမှာယူရင်ရပြီအဲ့အမှတ်နှစ်မှတ်လေးကိုဘာလုပ်မလဲဆိုတော့တရိကံပုံစံဆွဲမှာအဲ့အမှတ်နှစ်မှတ်လေးကို original point မှာထောင်မယ်ပြီးရင်တရိကံပုံစံဆွဲလိုက်တရိကံပုံစံဆွဲပြီးသွားရင် तू ကဘာလုပ်ရမလဲဆို y/x y မှာ y ရဲ့ကဏ္ဍကိုရေးမယ် x မှာ x ရဲ့ကဏ္ဍကိုရေးမယ်အဲ့တော့3ညကနေပြီးမှ y အထိ3ညကနေ y အထိအဓိကအမှတ်ဘယ်နှမှတ်ရှိလဲဆိုတော့ကြည့်မယ်အဲ့တော့ဒီအထိက 0.2 အဲ့တော့ဒီကဒီအထိက -2 အဲ့တော့ဒီက -1 ဖြစ်မယ်အဲ့တော့ y ရဲ့တန်ဖိုးက -1 ဒါပေမဲ့ right primer နဲ့တွက်တဲ့အခါမှာ minus ကိုမထည့်ဘူးလက္ခဏာကိုလုံးဝမထည့်ဘူးအဲ့တော့1ပဲထားမယ်ပြီးတော့ x တန်ဖိုးက0ကနေပြီးမှဒီအထိက2ပြီးတော့ကျတော့အလဲကောင်ကဟာဒါ1အဲ့တော့1ထိမရောက်ဘူးဆိုတော့1ရဲ့တစ်ဝက်ဆို0.5အဲ့တော့ x ရဲ့တန်ဖိုးက 0.5 အဲ့တော့ 1/0.5 ကိုနှစ်ခုတွက်လိုက်အဲ့ဆိုရင်အောက်က9လို့ဘောက10လို့အဖြေက2ရသွားလိမ့်မယ်ဒီဟာပဲအဲ့တော့သူ့ရဲ့ slope ရသွားပြီသူ့ရဲ့ slope အဲ့လိုမျိုး2ရသွားပြီဆိုရင် तू ကဘာလုပ်ဖို့လိုသေးလဲဆိုတော့လက္ခဏာပြန်စဉ်းစားဖို့လိုတယ်လက္ခဏာစဉ်းစားတဲ့အခါမှာ तू ကဘာနဲ့စဉ်းစားမလဲဆိုတော့အဓိက quadrant နဲ့စဉ်းစားမယ်1 2 3 4 quadrant နံပါတ်တွေကလည်းအဓိကမှတ်ထားဖို့အရေးကြီးရဲ့အဲ့တော့ quadrant တွေမှာများသောအားဖြင့်မှားတာပါလဲဆိုတော့ဒီမှာ1 2 3 4ဒီလိုမျိုးပုံစံနဲ့မလဲဘဲနဲ့ tip ဆိုပြီးဒီအောက်က2ဆိုပြီးသွားလောက်တာမျိုးရှိရဲ့အဲ့လိုမျိုးမဟုတ်ဘူးအဲ့တော့quadrant ကဘာလဲဆိုတော့ c ပုံစံပတ်တာလို့မှတ်ထားရပြီ c ပုံစံမျိုး c white ဒီလိုမျိုးပဲတက်လာမယ်2လာမယ်3လာမယ်4လာမယ်အဲ့တော့ c ပုံစံနဲ့ပတ်တယ်ဆိုတာသိထားရပြီအဲ့တော့ quadrant မှာဆိုရင်အဓိကမှတ်ထားမှာကမြားဒီ slope မြင်းရဲ့မြားကောင်းထိပ်က1နဲ့3နဲ့ကြားမှာရှိနေသူကအပေါင်းလက္ခဏာထည့်မယ်2နဲ့မြားကောင်း slope မြင်းရဲ့ထိပ်က2နဲ့4နဲ့ကြားမှာထည့်မှာဆိုရင်အနှုတ်လက္ခဏာထည့်မယ်ဒီဟာကဘာလဲဆိုတော့1နဲ့3နဲ့ကြားမှာရှိနေတာဖြစ်တဲ့အတွက်အပေါင်းလက္ခဏာထည့်မယ်အဲ့တော့သူ့ရဲ့အဖြေက slope ကဘာလဲဆိုတော့2အဲ့တော့ဒီလိုမျိုး right primer နဲ့မတွက်ဖ ೇನೆ ဆိုတော့1 2 -1 x 2 - x 1နဲ့တွက်တယ်ဆိုရင်လည်းသူ့ရဲ့အဖြေက2ပဲရလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်ဖြေရအတူတူပဲအဲ့တော့ဆောင်းမွေးမှာကိုပို့အဆင်ပြေရနဲ့တွက်လို့ရတယ်ဘာနဲ့ပဲဖြစ်ဖြစ်ကိုကတွက်ရင်နဲ့တိလာလိမ့်မယ်1 2 -1 နဲ့တွက်တာကိုတွက်ပို့ပြီးလွယ်လာဒါမှမဟုတ် right primer နဲ့တွက်တာကိုတွက်ပို့လွယ်လာဘယ်ဟာပို့လွယ်လဲတိလာလိမ့်မယ်အဲ့တော့လွယ်နည်းနဲ့တွက်လိုက်ရပြီအဲ့တော့ဒီမှာဆိုရင်ဒီ slope ဆိုရင်ဘာလို့ခေါ်လို့ရလဲဆိုတော့ positive slope လို့ခေါ်လို့ရတယ်အောက်ကနေပြီးမှအပေါ်ကိုတက်နေတာဒီ slope မြင်းရအပေါ်ကိုတက်နေရမြင်းဒါဆို positive မလို့အစွမ်းနာအဖြေရလေအပေါင်းလက္ခဏာပဲရတာဒါမျိုးအဲ့တော့ကိုတွက်နေနေလေပြန်ပြီးတော့စဉ်းစားကြည့်လို့ရတယ်ကိုရလာတဲ့အဖြေနဲ့ graph မှာဆွဲထားတဲ့ slope မြင်းနဲ့ကတူရဲ့လားပေါ့ graph မှာဆွဲထားတဲ့ slope မြင်းက positive ဖြစ်နေပြီးတော့ကိုရလာတဲ့အဖြေက negative ဖြစ်နေရဆိုရင်အမှားနေတာဒါမျိုးပေါ့အဲ့တော့အဲ့ဟာကဒီ graph ကနေပြီးမှ slope ရှာနေနီးအဲ့တော့သူ့ရဲ့တွက်ပုံတွေနေနှစ်ခုရှိရယ်နောက်တစ်ခုကကျတော့